ဂျူးပဲပုတ်ကြော်လေးပါရှင်ဝါအနံ့တော့ဖွင့်လိုက်တာနဲ့ကိုမွေးနာပဲငရုတ်သီးနှံမြေပဲဇန်နှံလေးတွေနဲ့ဂျူးနှံလေးနဲ့ဒီထည့်ပြမယ်နော်ဒါတပိတ်တာဆိုတော့အများကြီးရနော်ဒိတ်တာဆိုအများကြီးပဲနော်ဒါတပိတ်တာပါရှင်ဒါလေးပါနော်လုံးဝအပြင်ပုံပါရှင်ဖက်သုံးထားပါဘူးနော်ဒါလေးကပဲပုတ်လေးပါဂျူးမြစ်တွေကလည်းလုံးဝကိုဂျူးပဲပုတ်ဆွဲတိုင်းဂျူးနိုင်ခြင်းနဲ့ကြော်ထားတာပါရှင်ခုခေတ်ခုကာလဂျူးစေးကိုလည်းလူတိုင်းသိပါတယ်နော်ဒါလေးတွေကဒီတိုင်းနဲ့တန်းပြီးကြော်လို့မရပါဘူးသူကအဆင့်ဆင့်တေးသေးချာချာလေးလှုပ်ပြီးတော့မှ6လမ်းပြီးမှကြော်ရတာပါရှင်မလေးပါဒီဘဲဆန်လေးတွေလည်းပါပါတယ်ပဲပုတ်လေးတွေပါပါတယ်ဂျူးလေးတွေပါပါတယ်ရှင်ငရုတ်သီးလေးနဲ့ငရုတ်သီးကလည်းအရန်ကိုဆက်ပြဲလန်နေမျိုးတော့မဟုတ်ဘူးနော်ရှိန်လေးအဆက်အရသာလေးစားခြင်းတဲ့သူတွေအတွက်ကတော့အတော်လေးပါနော်โอเคကျွတ်ရွနေမယ်လက်ဆက်တယ်ကျွတ်ရတယ်မြေပဲလေးကလည်းအရန်ကောင်းတယ်ပဲပုတ်ပုံမှန်ပဲပုတ်ဆိုတိတ်မကြိုက်ဘူးဒါလေးကစားလို့ကောင်းတယ်ကျွတ်ရွနေဒါမျိုးလေးတစ်ထုပ်ကို9000ပါရှင်းဒါ9000ပါပကံလုံးတစ်လုံးကတော့ရပါတယ်ရှင်မိသားစုအေးဆေးစားပါဂျူးပဲပုတ်ကြော်လေးအားပေးချပါအောင်ရှင်9000ဘိုးဆိုဘယ်လောက်ရှိလဲပြမလို့ပါရှင်ဒါ9000ဘိုးထုတ်ကလေးပါနော်โอ้ပကံလုံးတစ်ချက်တောင်မဆန့်ကြည့်လက်အိတ်ယူလာဘူး။အဲ့ကျန်လက်အိတ်မပါလို့ပြောနေတာ။ကဲမျိုးတို့ရေတက်လာ